လာရှိတော့အချိန်ဖြစ်ပါစေလို့ရှေးဥစွာနှုတ်ခွန်းဆက်ပါတယ်အဲ့တော့ဒီနေ့ကျွန်တော်တို့မာရနာနဲ့မာရနာနိုင်ငံဆိုတဲ့အကြောင်းကိုလေ့လာကြရအောင်အဲ့တော့ဒီအကြောင်းကိုလေ့လာဖို့ရန်အတွက်ကျွန်တော်တို့ဒီပြာတိတ်ကျမ်းခန်းကြီး20ပိုက်ငယ်14ကိုအခြေခံပြီးတော့လေ့လာဖို့ရန်ဖြစ်ပါတယ်အဲ့တော့ပြာတိတ်ကျမ်းခန်းကြီး20ပိုက်ငယ်14ထဲမှာဘယ်လိုပြောထားသလဲဆိုရင်ထိုအခါမာရနာနဲ့မာရနာနိုင်ငံကိုမိအိုင်ထိတို့ချပစ်လေ၏ထိုတေချင်းမူကားဒုတိယတေချင်းဖြစ်တည်းဆိုပြီးတော့ဖော်ပြထားတာတွေ့ရပါတယ်။ဘာတွေ့ရတယ်လဲဆိုရင်မာရနာနဲ့မာရနာနိုင်ငံဆိုပြီးတော့ကျွန်တော်တို့စကားလုံးနှလုံးကိုတွေ့ရပါတယ်။အဲ့တော့ဒီအကြောင်းအရာများကိုကျွန်တော်တို့ခွဲခြားသိရှိနိုင်ဖို့ရန်အတွက်သူရဲ့အဓိပ္ပာယ်ဆိုလိုရင်းကိုနားလည်နိုင်ဖို့ရန်အတွက်ကျွန်တော်တို့ကတမန်ကျမ်းစာကိုပဲအခြေခံပြီးတော့လေ့လာကြရအောင်။အဲ့တော့နံပါတ်1မာရနာဆိုတာသူရဲ့အဓိပ္ပာယ်ကဘာလဲဆိုရင်တေးချင်းပါပဲเนาะတေးတွေဆိုတဲ့တဘောဖြစ်ပါတယ်အဲ့တော့အတိတ်ပဲနေနဲ့ကျွန်တော်ကြည့်တဲ့အခါမှာကျွန်တော်တို့ဒီမြန်မာကျမ်းစာထဲမှာမြန်မာစကားဖြစ်တဲ့မရဏကိုအသုံးပြုထားတာဖြစ်တယ်အဲ့တော့ဒီမရဏဆိုတာဘေကနေဆင်းသက်တာလေဆိုရင်ပါဠိစကားပေါ်ဒီတက္ကတဘာသာစကားကနေဆင်းသက်လာတာဖြစ်ပါတယ်အဲ့တော့မရဏဆိုပြီးတော့ကျွန်တော်ခေါ်တာဖြစ်ပါတယ်အဲ့ဒီကနေဆင်းသက်လာတယ်သူရဲ့အတိတ်ပဲကတော့တေးချင်းကိုရည်ညွှန်းတာဖြစ်ပါတယ်